ပြည်သူဝန်ထမ်းများခင်ဗျာမြန်မာပြည်သူပြည်သားများအားလုံးကပြည်သူဝန်ထမ်းများအနေနဲ့ CDM Civil Disobedience Movement မှာပါဝင်ဆင်နွှဲကြဖို့မျှော်လင့်လျက်ရှိပါတယ်အမြောက်အများလဲပါဝင်ဆင်နွှဲလျက်ရှိကြပါတယ်ကြန့်ရှိနေသေးတဲ့ဝန်ထမ်းများအနေနဲ့လဲယုံကြည်စိတ်ချစွာနဲ့ပါဝင်ဆင်နွှဲဖို့နှိုးဆော်လိုပါတယ်ဝန်ထမ်းတွေကိုကျွန်တော်တို့ပြစ်မထားပါဘူးတကယ်ပဲကဘာအရက်ကမြန်မာပြည်ဘွားများဟာဝန်ထမ်းများအတွက်ရန်ပုံငွေထူထောင်ပြီးတော့အမြောက်အများပြည်တွင်းကိုပံ့ပိုးလှူဒန်းကူညီနေကြတာကျွန်တော်ကိုလည်းအမြောက်အများအကူအညီတောင်းလာပါတယ်ငွေကြေးကိစ္စတွေဖြစ်နေလို့ကျွန်တော်အကြံဉာဏ်ပေးကျွန်တော်တချို့ဆိုရင်ကျွန်တော်စီစဉ်ပေးတာကိုယ်တိုင်တော့ဝင်မပါခဲ့ပါသို့တော်လည်းအခုကျွန်တော်ကိုဆက်သွယ်လာတဲ့မိတ်ဆွေများကစိတ်ချယုံကြည်ရတဲ့အတွက်ကျွန်တော်တာရကစံပြအနေနဲ့ကျွန်တော်ပြည်တွင်းကို CDM အတွက်ဝန်ထမ်းများအတွက်အမေရိကန်ဒေါ်လာ1900အမြန်ဆုံးစတင်လွှဲပံ့ပိုးသွားမှာဖြစ်ပါတယ်။နောင်လဲအမြောက်အများဝင်လာအောင်ပါဒါကျွန်တော်နဲ့ဆက်သွယ်မိတယ်ကျွန်တော်ကစိတ်ချရတယ်အုပ်စုလေးတစုကနေဒါရောက်မြန်မာတွေရဲ့မြန်မာအနှဲငယ်ရဲ့ပံ့ပိုးမှုလေးဖြစ်ပါတယ်။သူတို့ကဆက်လက်ပြီးတော့လဲလှုပ်ရှားသွားမှာပါ။ကနေဒါမှာရှိတဲ့မြန်မာပြည်ဘွားများကိုအကြောင်းကြားလိုတာကတော့အခုကျွန်တော်နဲ့ဆက်သွယ်ဆောင်ရွက်ကြသူများဟာကိုသိန်းထွန်း Vancouver က Joyce Way Food Market Joyce Street ပေါ်မှာရှိပါတယ်ကိုသိန်းထွန်းက Vancouver မှာလူတွေသိကြပါတယ်သူ့ကိုဆက်သွယ်ပြီးတော့လူတန်းမှာသူတို့ဥဆောင်ပေးနေပါတယ်နောက်တစ်ယောက်ကတော့ Martin Momo So Sari ကကနေဒါ Sari ကMomo လို့အတူကောက်ခေါ်ပါတယ်သူတို့နဲ့ဆက်သွယ်လူတန်းမှာငွေစင်းတွေကသူတို့ရှိမှာအတိအကျရှိပါတယ်သူတို့လွှဲပြောင်းပေးတဲ့ CDM အတွက်လွှဲပြောင်းပေးတဲ့ဒေါ်လာ1900ကိုရန်ကုန်မြို့မှာရှိတဲ့ကျွန်တော်ငယ်တငယ်ချင်းဆေးဟာဝင်ကြီးတူကိုစည်ရင်အတိအကျနဲ့လျှင်မြန်စွာလွှဲပြောင်းပေးသွားမှာဖြစ်ပါတယ်ထို့တူကိုသိန်းထွန်းမိုမိုဥဆောင်တဲ့ကနေဒါရောက်မြန်မာပြည်ဘွားများကကျွန်တော်နဲ့ဆက်သွယ် network မှာဆက်သွယ်ဆောင်ရွက်လှုပ်ရှားလျက်ရှိတဲ့လူငယ်များအတွက်နည်းပညာပံ့ပိုးပေးဖို့ဆက်သွယ်ရေးအတွက်လိုအပ်တာတွေပံ့ပိုးပေးဖို့ဒေါ်လာ900လှူဒန်းထားပါတယ်နောက်မှာတော့ CDM အတွက်ပို့ပြီးတော့များပို့ပြီးတော့ဦးစားပေးလှူဒန်းစီစဉ်ဆောင်ရွက်သွားမယ်ဆိုတဲ့အကြောင်းသတင်းကောင်းပလိုက်ပါတယ်ဝန်ထမ်းအများအနေနဲ့စိတ်ချယုံကြည်ကျွန်တော်တို့ရဲ့တော်လှန်ရေးကိုတရားမျှတမှုအတွက်တော်လှန်ကြတာဖြစ်တဲ့အတွက်ကြောင့်အများပြည်သူကဝန်ထမ်းတွေကိုကြည်မှာပါကျွန်တော်ပြောခဲ့သလိုပဲစင်ကာပူအမေရိကဩစတြေးလျကနေဒါကမြန်မာတွေကျွန်တော်အမြောက်အများဆက်သွယ်ပါတယ်ရန်ကုန်ငွေကိစ္စနဲ့ပတ်သက်လို့ကျွန်တော်အကုန်လုံးကိုနီလန်ပြအကြံဉာဏ်ပေးထားပါပြီပြည်တွင်းကိုသူတို့ရန်ကုန်ငွေပေးပို့လျက်ရှိပါကြောင်းတည်င်းကောင်းပါရင်နဲ့အာနာရှင်စနစ်တော်လှန်ရေးအောင်မြင်ကြပါစေယနေ့မြန်မာနိုင်ငံရဲ့လမ်းမအသီးသီးမှာဆန္ဒပြကြမယ်လူငယ်တွေဥဆောင်တဲ့ဆန္ဒပြပွဲတွေဝန်ထမ်းတွေဥဆောင်တဲ့ဆန္ဒပြပွဲတွေအရပ်သားတွေဥဆောင်တဲ့ဆန္ဒပြပွဲတွေနိုင်ငံရေးသမားတွေဥဆောင်တဲ့ဆန္ဒပြပွဲတွေအားလုံးအောင်မြင်ကြပါစေပြည်သူတူတယောက်မှထိခိုက်နစ်နာမှုမရှိဘဲနဲ့တွေးမြင်မကြပါစေနဲ့လို့ကျွန်တော်ဆုတောင်းပေးတယ်ဒီနေ့လောက်